ကြည်ရွှာပေးနေတဲ့ပရိသတ်အားလုံးမင်္ဂလာပါ2026 March လ13 ရက်နေ့တောက်ကြနေ့အနောက်တိုင်းယူဆမှာတော့13 ရက်နေ့နဲ့တောက်ကြနေ့နဲ့တိုက်ဆိုင်နေ့ Friday the 13th ဖြစ်ပါတယ်ဒီနေ့တနေ့တာလက်နေရက်ကအရှိရက်စံကြီးရက်ကအရှိရက်ရံပေါ်ရက်ကအနောက်ရက်ဖြစ်ပါတယ်မူလဆန်းရှင်နက္ခတ်ကပြုတ်ပါတန်နက္ခတ်ဖြစ်တယ်မေတုံရာသီမှာကြာသပတေးကျိုတည်ရှိတယ်သင်ရာသီမှာခိတ်ကျိုတည်ရှိတယ်ဓနုရာသီမှာတနင်္လာကျိုရှိတယ်ကုန်ရာသီမှာတနင်္ဂနွေကျိုအင်္ဂါကျိုရာဟုကျိုတို့နဲ့တကွနောက်ပြန်သွားနေတဲ့ဗုဒ္ဓကျိုတို့တည်ရှိတယ်မေရာသီမှာတောက်ကြကျိုနဲ့စနေကျိုတို့တည်တယ်မိစ္ဆာရာသီဘွားတွေမှာဝေချေကကောင်းမယ်အလောက်ကြအောင်မြင်မယ်ဒါပေမဲ့နေ့တနိုင်ခွဲနဲ့သုံးနိုင်ကြမှာအရာရာသတိနဲ့ရှင်ပြီးလောက်ရမယ်မိစ္ဆာရာသီဘွားတွေမှာအထင်မှားခံရတဲ့စကားမှားတတ်တယ်ပြဿနာဟောင်းနေဖြေရှင်းရမယ်အထူးသဖြင့်မနေ့9နိုင်နဲ့10နိုင်ခွဲကြားနေ့7နိုင်နဲ့10နိုင်ခွဲကြားအတော်တန်ရှုပ်ထွေးတယ်နေ့10နိုင်ခွဲနောက်ပိုင်းတော့တစားစားကောင်းပါမယ်မေထုံရာသီဘွားတွေအတွက်ထူးခြားတဲ့ကံကောင်းခြင်းတို့ရပြည့်စုံခြင်းဘဝရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ကံကြမ္မာမြင်မာခြင်းတွေကိုရရှိမယ်နေ့7နိုင်နောက်ပိုင်းပုံမပြီးကံကောင်းလာမယ်ကံကရာသီဘွားတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်စတင်တဲ့ကိစ္စမှများကြိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြားညနေ4နိုင်ခွဲနဲ့6နိုင်ကြားအထူးကောင်းတဲ့ကံတွေပေါ်ပေါက်နေမယ်သေရာသီဘွားတွေမှာရံများမယ်တိုက်ခံများမယ်သူတစ်ပါးပြဿနာကိုယ်ထံရှိတဲ့ရောက်ရှိလာတဲ့တောင်းစင်ထားတဲ့ကိုထားခြင်းကြောင့်စိတ်နှောက်ယှက်ရှိမယ်မနေ့8နိုင်နဲ့14ရက်နေ့10နိုင်48ကြားစိတ်ပြတ်မှန်းမယ်နေ့တနိုင်နောက်ပိုင်းတော့တဖြည်းဖြည်းကောင်းသွားမှာလားကံရာသီဘွားတွေအတွက်ရှင်ပြိုင်မှုအောင်မြင်ခြင်းဘဝတိုးတက်ခြင်းဝင်ကြေးကံလုပ်ငန်းကလလဘကံကောင်းခြင်းတွေရှိနာမည်မှာအောက်ရောက်လာပါပါသူများကြောင့်နေ့တနိုင်ခွဲနေ့ညနေ3နိုင်တွေပြဿနာရှိတတ်တယ်တူရာသီဘွားတွေမှာတော့ရံများမယ်ရောင်းမဝင်မှာဖြစ်တတ်တယ်ပစ္စည်းလောင်ခြင်းမလွတ်ရအောင်တနေ့တွေကနေဝေးသူတွေနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်နေရှိမယ်နေ့တနိုင်ခွဲကျော်ရင်တော့ကောင်းပါမှာပါဖိစ္ဆာရာသီဘွားတွေမှာဝေးကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိတယ်ဝေးကြေးကံလလဘကအထူးတိုးတက်နေမယ်အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတိုးတက်မယ်နေ့တနိုင်ခွဲနောက်ပိုင်းပို့ပြီးတော့တိုးတက်လာမယ်ဓနုရာသီဘွားတွေမှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်မရောက်ဘူးတဲ့အရက်ဒေသတွေသွားရတာမျိုးပြတ်နေတဲ့လူတွေနဲ့ပြန်နေဆက်တာမျိုးကိုနေ့တနိုင်နဲ့3နိုင်တွင်မှကြုံနိုင်မယ်မကာရရာသီဘွားတွေအတွက်ထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကြခြင်းရဲ့ကောင်းသောအကျိုးဆက်ကိုရမယ်ဝေကျေးလက်လာပါကံကောင်းတယ်ကုန်ရာသီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိတယ်တို့သမျှတနေ့တာအောင်မြင်မှုတွေဆက်တိုက်ရှိတယ်နာမည်ထဲမှာကာကြီးကဝေသဟာပါသူများကြောင့်စိတ်နှောက်ယှက်တွေတော့ရှိတတ်တာပေါ့မေယာဒီဘွားတွေမှာမေကောင်းဆွေကောင်းထောက်ခွင့်ရမယ်လူရပြည့်စုံမယ်ဘဝအောင်မြင်မှုနဲ့တိုးတက်မှုအရှိန်အဝါမြင့်မယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြားနေ့တနိုင်ခွဲနဲ့ညနေ3နိုင်ကြားရရဆင်ပြေမယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝစ်ပြီးလူရကိစ္စဆောင်ရွက်ပါအိမ်မှာရှိနေတဲ့ဓာတ်ခဲဟောင်းနေမိလုံးမိသည့်အကျွန်းတွေရှာဖွေဆွတ်ပြလိုက်ပါအညာကိပြီးကောင်းခြင်းတွေရလာပါမယ်ကျေးဇူးတင်ပါတယ်